ငါဘာတွေလုပ်တယ်လဲဘလို့အနေနဲ့ဘလို့ပြုဒါတွေပြန်စဉ်းစားရနေတယ် reconsideration လောက်တာအတော်လေးနေတယ်။ autism နဲ့သူနဲ့ပဲပြဿနာတက်နေတာများတယ်။အဲ့ဒီအချိန်မှာ health mentality တမတွေးတာကအဲ့လိုမဟုတ်ဘူး။ သူကပေါင်ကျင်ချက်နဲ့ပြဿနာတက်တဲ့တဲမှာ तू ကမပါဘူး။အော်ဒီຢာကတော့ငါရေရှည်သွားရမှာပါလား။အဖြည်းချင်းသွားရင်ငါရဲ့ပြုပြင်ပြောင်းလဲမှုတွေအောက်မှာပေါင်ကျင်ချက်ဆိုတာဒီငါပြောတဲ့အတိုင်းငါခိုင်းတဲ့အတိုင်းသူကသူတဖြည်းဖြည်းခဏန်းနေအောက်ကိုကြာပြီး scale ကအဲ့မှာမရှိဘဲနဲ့ငါ့ပေါ်မှာပဲမူတည်နေပါလားငါ့ရဲ့စားတော့မှုငါ့ရဲ့နေထိုင်မှုကပဲဟိုအဓိပ္ပာယ်ရှိပါလားလို့ဆိုတဲ့အချက်အဲ့ဒီလူနှစ်ယောက်မှလို့တော့ကြွားတယ်ဗျ။ဒီနောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်6ကိုကြည့်သူတို့ရဲ့ရည်ရွယ်ချက်တွေသူတို့ရဲ့ goal တွေပေါ့ဗျာပြောရရင်ဆိုတော့ဒီဘက်က diet mentality တမှာဘာဖြစ်လဲဆိုတော့ပေါင်90ကြာရင်ပြီးပြီသူကသူ့ရည်မှန်းချက်ကိုရအောင်ပြန်သွားပြီအကြအကုန်လုံးလွတ်ချလိုက်တယ်အဲ့ကြတော့အတိတ်ကပြန်စပြီးသိမကြဘူးမလို့တော့ပြီးသွားပြီသူအောင်ပြန်သွားပြီသူရဲ့ mission done ဖြစ်သွားပြီဗျာအဲသူကအဲ့လိုသွားတာပေါင်90ကြာဖို့ပဲသူသိတယ်ပေါင်90ကြာရင်နေ့ကလွတ်ချရနေတယ်နောက်နေ့ကပြန်တက်တဲ့နေ့သူက goal stand နဲ့မတူတာပြောတာအဲ့လိုသွားတယ်အဲ့တော့အဲ့အချိန်မှာပဲ health mentality တမှာအဲ့လိုမတော်ဘူးဟောဒါက lifelong journey ကြီးပဲငါဒီပုံစံနဲ့ဒီနေထိုင်မှုနဲ့ဒီစားကောင်းမှုပုံစံဒီပေါင်ဘလောက်ကြာရင်ရပြီရက်ပြီဆိုတာမျိုးမဟုတ်ဘဲနဲ့ငါဘဝတော့ချော်လုံးမှာငါဒီကျမ်းမှာကြန့်ခိုင်ချစ်နေပြီးတော့မတွေ့လျဆရှိတဲ့မျိုးပါဗျာကြည်ကောင်းရှိပြီးတော့ဖြစ်တဲ့ပုံစံမျိုးနဲ့ငါဒီတစ်သက်လုံးတွားမှာပါလားဆိုတဲ့အတိကအဲ့လိုရှိတယ်လို့ပြောတာကဲဒီတော့အားလုံးအနှစ်ချုပ်ပါဆိုရင်မိတ်ဆွေတို့စဉ်းစားကြည့်စဉ်းစားရတဲ့ဟို mentality မတူတာပြောတာနော် diet mentality တမားကတွားတယ်ပုံစံ health mentality တမားတွားတယ်ပုံစံအခြေခံကြတဲ့အချက်6ခုပေါ်မှာအသေးချာအာရောကြရင်းနဲ့ရှင်းပြပေးတယ်လိုက်ပါကြည့်ရှုပေးလို့အထူးကျေးဇူးတင်တယ်ကျွန်တော်ဦးထွန်းမြင့်ပါအာရောကြက HC officer တယောက်ဖြစ်ပါတယ်ဗျလူများကိုချမ်းချမ်းမာမာနဲ့နာရာရှိလို့ပြောတဲ့ယောဂအပေါင်းကကင်းဝေးအောင်အစဉ်တစိုက်အမြင်လင်းပြပေးနေတဲ့အဖွဲ့အဖြစ်ပါတယ်မသိတာနားမလဲတာမရှင်းတာအမြင်အယူအဆမတူတာဒီ topic နဲ့ပတ်သက်လို့ပိုကောင်းအောင်ဖြစ်ချက်ချင်တာရှိရင်အများအား comment ဝါခမှာဗျ always comment ဖတ်တာပါတယ်ခဲဒီနေ့ဒီအကြောင်းအရာကိုအနှစ်ချုပ်ပါလို့ပြောရင်ကျမ်းမှာကြက်ခိုင်ပြီးတော့အဲ့လိုပဲဟိုတပ်ပတွေ့လျက်จิตတဲ့ခန္ဓာကိုရဖို့ဆိုတာထပ်ပြီးဒါသတိပေးတာနော်ဓာတ်ရက်ပွဲတော်ကြီးကိုတွားပြီးတော့အစားတွေအနှက်ခံအချိန်ကာလ time limit တွေလို့ scale ပေါ့ဗျာနော်ဟို scale ပေါ့တက်ဘလောက်အဲ့ဒါမျိုးမဟုတ်ဘူးလို့ပြောပြတာ life long journey နဲ့တစ်သက်လုံးတွားမှာဖြစ်တဲ့အတွက်ဟိုတွားရမယ်ခီးအဓိကတော့အစားတောင်းတဲ့အနေထိုင်ပေါ်မှာ base လုပ်ပါတယ်မိမိခန္ဓာကိုယ်အတွက်စွမ်းအင်ဖြစ်စေမယ့်အစားအစာအာဟာရနဲ့ပမာဏခန္ဓာကိုယ်တွေကိုရောက်သွားရင်ခန္ဓာကိုယ်ကဘလောက်စားတယ်ဆိုတာနဲ့ဘလောက်ဆိုးယူပြီးဘလို့အတုံးပြုတယ်ဆိုတာကိုဆောင်ရွက်နိုင်တဲ့ဇီဝကမ္မဖြစ်စဉ်အကြောင်းညီညွတ်ပြတာဖို့ food sequence ပေါ့ဗျာစားစရာရှိတာအမြဲတမ်းပြောတယ်အတိရွက်အရင်စားအသားငါဥစားပေးတယ်ထမင်းတွေတော့ဆုံးမစားကြားထဲမှာဟိတောက်ညညဝါစားအချိန်ယူပြီးစားဖြည်းဖြည်းစားဒါလေးတွေအမြဲတမ်းရှင်းပြတယ်လေအဲ့ဒါမျိုးအဲ့ဒီပုံစံနဲ့တွားရမှာဖြစ်တယ်ဆိုတဲ့အကြောင်း life long journey ကြီးကိုတွားတဲ့အခါမှာယနေ့အာရောကြမျှဝေပေးတဲ့အကြောင်းအရာလေးပေါ့ဗျာဒီ mentality မတူတဲ့အကြောင်းအရာပေါ်မှာရည်ရှိကိုယ်ခန္ဓာကိုကိုယ့်ရဲ့ကျန်းမာရေးကိုယ်အဆင်ပြေပြီဆိုရင်ကိုယ့်မိသားစုကိုပြန်မျှဝေပေးလို့ရတယ်အနည်းနဲ့ပြောရအာရောကြကမိမိနဲ့မိသားစုနဲ့အဆင်ပြေဒီလောကလုံးပြည့်စုံတဲ့တာယာတဲ့အဆင်ပြေတယ်ပေါ့ဗျာအားလုံးအဆင်ပြေပါပါအမှန်တမ်းရိုးရှင်းပြီးတော့မှနားလေလွယ်တယ်ပေါ့ဗျာအာရောကြဒါခင်ဗျားတို့ကျွန်တော်တို့ငပိန်းနေပဲဗျာအားလုံးငပိန်းတွေအတိုင်းပဲအသေးချာရှင်းပြတယ်မတိတာမရှင်းတာဒီအပေါ်မှာနားလေကျင်တာရှင်းအာရောကြမှာအချိန်မီမေးလို့ရတယ်ဆိုတဲ့အကြောင်းပါဗျဒီဘက်တော့ဒီလောက်ပဲဗျာဟိုနောက်ဘက်များကြာရင်တော့ဒီလိုပဲလိုတိုရှင်းနဲ့လွယ်လွယ်ကူကူနားလေလို့ရမယ့်အရာလေးတွေအာရောကြကအမြဲတမ်းမျှဝေပြီးမှဆိုတော့အာရောကြ page လေးကို like and subscribe လုပ်ထားပေးဖို့နဲ့ဒီ post လေးကအများအတွက်တစ်တော်ရဆိုရင်ပြန်မျှဝေပေးဖို့တလေးစားနဲ့ပဲအားလုံးကိုအကြံပြုအပ်ပါတယ်ဗျာကျေးဇူးများတင်ပါတယ်ဗျ